အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်အခုဖတ်ပြမှာတော့ဤလေးရဲ့မက်ခင်ချော်မေးဆိုတဲ့ကြပြစာအုပ်လေးပဲဖြစ်ပါတယ်မက်ခင်ချော်မေးစပွဲကောင်ပေါ်မှာစာအုပ်တော့အုပ်လက်ဖက်ရည်တစ်ခွက်လွမ်းငွေတဝဝေတချင်းတန်ငါတို့ဖြတ်တန်းခဲ့ရခစ်များနှစ်များတရွက်ပြီးတရွက်ကဘာမြေကငါထွက်သွားခြင်းနဲ့ရာသီတစ်ခုရင်ရွေးရမယ်မက်ခင်ချော်မေးထင်တယ်လို့မဖြစ်ခဲ့တဲ့နှစ်တွေမှာငါထင်ရဆိုင်ပစ်ခဲ့တယ်။ငင်းနေကြပရင်းပေါင်မှာညီနေကြရှုခင်းမရှိတော့ဘူး။အချစ်နဲ့နှုပညာကိုရချင်ရင်စိတ်နှလုံးကိုအရင်ပေးတတ်ရတယ်။နှစ်ခုလုံးကမင်းမတတ်နိုင်တဲ့အရာပဲ။ဒီနှစ်တွေမှာငါဘက်ကမြေတစင်းလိုအေးတက်တာစီစဉ်ထွက်ခွာသွားဖို့ကိုပဲအလိုရှိပါတော့တယ်။မခင်ချော်မေးငါလေးလက်ဖက်ရည်တောက်ရင်နှစ်ခွက်တောက်ဖြစ်တယ်။စိတ်ညစ်လို့ကြပြရွတ်ရင်နှစ်ပုတ်ရွတ်ဖြစ်တယ်အလောက်ကနေအင်ကိုနံပါတ်2ဘတ်ကစီးပြန်တယ်ဒါမတရားဘူးမခင်ချော်မေဘာကြောင့်ချစ်ချင်းမြတ်တာဟာငါတစ်ဖက်ထဲမှာဖြစ်ပေါ်ရတယ်လေရိုးရိုးလေးအလောက်ကနေအင်ကိုပြန်တယ်လို့မျိုးတိုးတိုးလေးခွဲကြမခင်ချော်မေစီကရက်ကိုအဝေးကလှမ်းတောက်လို့မရတယ်လို့ပေါ့ချစ်ချင်းမြတ်တာဟာကူးဆက်တတ်ပါသလားကချင်လွယ်အိတ်ချိတ်ထမိန်တွေးကြောစိမ့်လေးများမင်းလက်ကလေးကပဲဖြစ်ပါလိမ့်မယ်မင်းလက်ကလေးကပဲဖြစ်ပါလိမ့်မယ်မခင်ချော်မေတိတ်ဆိတ်မှုဟာငါတို့ကိုလောင်ကျွမ်းစေမယ်လို့ဘယ်တော့မှမထင်ခဲ့မိဘူးမခင်ချော်မေချစ်တယ်ဆိုတာတယောက်တည်းအခန်းချင်းကလေးတဲ့ကိုနေ့ရက်တိုင်းပြန်လဲအိတ်ဆက်ရအဲ့ဒါလိုမျိုးလားငါတက်လွင်မှုဟာတရှိုင်းမမတ်အနံ16လမ်းပေါ်မှာကြံရစ်ခဲ့ပါတယ်ငါအိတ်ကပိန်ပိန်လေးထဲမှာတော့ကိုချင်းစာတရားပြများတာကြံရစ်ခဲ့ချော်မေချစ်ချင်းမြတ်တာနဲ့တေချင်းတရားကိုငါလိုတဲ့အချိန်မှာရခြင်းနဲ့မခင်ချော်မေရေငါဘက်မှာကတနေ့တစ်နေ့တန်ရာတွေနဲ့တဲ့နဲ့လာတယ်ငါအတွေးမြောင်းလေးထဲမှာညတွေအဆက်မပြတ်စီစဉ်လို့ຫນွေရောက်လို့ပတောက်တွေပွင့်ကြတာမင်းကိုအကြောင်းပြုပြီးငါရေးမိတာပျော်ရွှင်မှုဟာငါတို့မတွေ့ရှိပဲမေးလျော့ခြံရစ်ခဲ့ရတဲ့ဖန်ကော်လီလေးတစ်လုံးပဲချော်မေငါတခါကပြောဘူးတယ်လို့ပေါ့ငါအိတ်ကက်ထဲမှာငွေကလွှဲရင်အားလုံးကိုထည့်ထားခြင်းပါတယ်မခင်ချော်မေငါမှလေမေတ္တာတရားခေါင်းပါနှုံချလိုက်ပုံများဒီနှစ်တွေမှာကြပြားကလွှဲရင်အသက်ရမြန်လို့စရာဘာမှမကြံတော့ secret တွေကန်းနာလန်းကပုံဆိုင်တန်းကလေးတွေငါနီးနာတစ်ဝိုင်မှာမှောင်မဲပုတ်တိုးနေတဲ့ညနဲ့ဆန်တွေပြည့်လို့ငါဟာငါအထီးကျန်မှုထက်နှစ်ပေါင်းများစွာအသက်ရှည်လိမ့်အောင်မယ်အသက်ရှည်လိမ့်အောင်မယ်မခင်ချော်မေမတည်မြဲတဲ့အရာတွေကြားမှာတယောက်ယောက်ကိုတည်မြဲနေရတာဟာတာလိုပါပဲလားမိတို့မြမတက်နိုင်ပါမချစ်မိရန်ကာကွယ်ဖို့ရလဲကျွန်တော်တွင်စေးမရှိပါလူတွေဟာပျော်ရွှင်ဖို့တဏှာကတဏှာကိုတယောက်ကနေတယောက်စီကိုသွားကြတဲ့ငါမင်းစီကိုမရောက်နိုင်တဲ့နှစ်တွေမှာလူငယ်တွေရဲ့ secret ခေဟောင်းလက်ဖက်ရည်စံကလေးများနဲ့မခင်ချော်မေခေဆက်အတွန်းရှိပါစေခေဆက်အတွန်းရှိပါစေတကယ်တစ္ဆာတရားနဲ့ကဘာကြီးဟာတဝက်ပဲပြတ်လို့မရဘူးမခင်ချော်မေငါချေရလိုက်ရမကြံအောင်ချစ်ခဲ့ရတဲ့နှစ်တွေမခင်ချော်မေငါတို့ဟာတခုခုဖြစ်လာဖို့ချစ်ခဲ့တာမှမဟုတ်ပဲတစ်စိတ်လေးတွေအပင်ပေါက်လာမယ်တစက်မဲ့အောက်ကရေတိုင်ကြီးတဲ့ကိုမိုးရေတွေအားကုန်ထိုးဆင်းသွားကြမယ်ခစ်တွေတချင်းတွေတရွရွငါတုံးရင်ဖြုံရင်ကုံဆုံးလာမယ်ချောမေရေငါရဲ့သုံးမကုံနဲ့ငါမှုစီကလေးကမင်းပဲတနေ့ကျရင်ကဘာကြီးနေပြန်ကောင်းလာဖို့ငါပျောက်သွားတဲ့ဓမီလေးပြန်တွေ့ဖို့တနေ့ကျရင်ဥရောပတိုက်ထဲကနေအမေရိကတိုက်ကိုလှမ်းမြင်ရတဲ့တခုတည်းသောနေရာကလေးကိုရောက်ဖို့ချောမေငါဘက်ကတခုခုဖြစ်လာဖို့ချစ်ခဲ့တာမှမဟုတ်ပဲဘာကိုမှစောင့်မနေတော့ဘူးအားလုံးစင်ပြေပါတယ်မခင်ချောမေခမဒီမှာတခါမှမပြုတ်ခဲ့ရတဲ့အမှားများရှိပါရဲ့သို့တော့ရှေ့နေမရှိပါတတ်သေးရတာလွယ်သလောက်မသေးပဲနေရတာဘလောက်ခက်တယ်လဲနောက်မှသိပါလိမ့်မယ်ဤတို့ပါမခင်ချောမေသင်ငါအားမေတ္တာမထားနိုင်သည့်ကိစ္စ
ငါသဘောတူပါပြီမခင်ချော်မေငါဘဝကိုရတဲ့နေ့ကမင်းကိုဘယ်တော့မှမရတော့မှန်းသိလိုက်ရတယ်မင်းရဲ့သပင်အဝါတွေနဲ့လေငါမင်းကိုအိမ်မက်မက်တယ်မခင်ချော်မေငါမူးနေပြီမင်းပခုံးလေးဖတ်ပြီးဖြစ်ဖြစ်မင်းမူးနေပြီငါကြောပေါ်မှာဖြစ်ဖြစ်ပေါ့သပင်အဝါတွေကိုငါအိမ်မက်မက်တယ်ချော်မေတနေ့ပြီးတနေ့ရောက်လာတယ်ငါဂုံးကြော်တရားပေါ်မှာမိုင်းနေမိတဲ့နေ့ကမခင်ချော်မေအတွက်ဝယ်ထားတဲ့စီကရက်ငါတောက်လိုက်ရတယ်တကယ်မရှိပါငါအုံနောက်ထဲကမိမမခင်ချော်မေတင်တကယ်မရှိပါငါကိုငါပြန်ညာထားရငါကိုငါပြန်ညှာထားရအနောက်ဆုပ်ကုတ်ဆုပ်မိုးများနဲ့ညပြီးတော့တညာပြီးတညာလူဆိုတာဝမ်းနဲ့လာရင်တနေရမှာတော့စောင်းခိုကြရတာပါပဲမခင်ချော်မေဟောဒီမှာရထားတစ်စီးပေါ်ခါနေတခြားတစ်စီးပေါ်ကိုလက်ပြနှုတ်ဆက်နိုင်တာကလွယ်ပြီးဘာမှမရှိချော်မေတောက်ပြနာပဲဟေဝင်လေထွက်လေမိုင်းနေမိတယ်မိုးကြိုးပစ်ခံရတယ်ဂီတာကြိုးနံပါတ်2ပြတ်သွားတယ်မင်းကိုငါတကယ်ချစ်မိသွားတယ်ပြဿနာပဲဟေတော့မခင်ချော်မေငါညာဘက်နံရိုးအောက်ကရှေလျားပူပြင်းလာတဲ့ညတွေလွယ်မထွက်နိုင်တဲ့အသက်ကိုတပ်ပြင်းတစ်ချက်နဲ့ဖြေရပါတယ်ချော်မေဒီလိုကြီးပဲဆိုခက်ရကြီးရဲ့ချစ်မိပါလျက်နဲ့ငါရက်နေခဲ့ရငါငေးနေခဲ့ရပန်းဟိုးတဲ့ကပန်းလိုတဖြည်းဖြည်းငြိမ်သက်ငါဟာတင်တို့အခန်းထဲနားတဲ့အသေးသေးဆွဲထင်ခဲ့ရပါတော့နာယီတန်များပါလားမခင်ချော်မေငါဒီတခါအိမ်ပြန်ရောက်ရင်ကင်ဆာဖြစ်နေတဲ့ရေအိုးလေးကိုပြင်မယ်နှကြက်တက်ထားတဲ့ဒေစီပန်းပွင့်လေးတွေနဲ့စကားပြောမယ်တိမ်ပါသွားတဲ့မြို့ဝင်လမ်းကလေးပေါ်မှာတချင်းတစ်ပုတ်လောက်ဆိုမယ်နောက်မင်းကိုဆက်ချစ်မယ်အရင်လိုအသက်လွယ်မထွက်တော့ဘူးမခင်ချော်မေနောက်ဆုံးအားလုံးပျက်စီးကြောင်းပြောရမလားကွယ်တိုးဝက်ထားလိုက်တော့မယ်ຫນွေဦးရောက်ရင်တောင်ငါဘက်ကဘာတိတ်ရွက်မှထွက်မလာတော့ဘူးတိုးဝက်ထားလိုက်တော့မယ်ငါမင်းကိုချစ်တဲ့ကိစ္စထားလိုက်ပါကွာအရေးမကြီးတော့ပါဘူးတိုးဝက်ထားလိုက်တော့မယ်စိတ်မပူပါနဲ့ကြပြစရာဟာအမြဲတမ်းနေစရာရှိပါတယ်အချစ်ရဲ့ငွေကြေးပြက်လက်မှုစီကပ်ပုံမြင်လီလီပန်းအခန်းချင်းကလေးကြပြစရာဟာနေစရာအမြဲတမ်းရှိပါတယ်နောက်ဆုံးအနုမြူဘုံတစ်လုံးကြလာရင်တော့ငါလီလီပန်းတစ်ပွင့်နဲ့ဝင်နေလိုက်မှာပေါ့အချစ်ရဲ့စိတ်မပူပါနဲ့အဆင်ပြေပါတယ်တော့မခင်ချော်မေလူနှစ်ယောက်ရှိရင်ပဲ့တင်ထက်လို့ရမှန်းသိပါရဲ့မလို့ပါဘူးရပါတယ်ငါအတန်နယံကနေပြန်လာတဲ့အထိငါစောင့်မှာပေါ့မင်းနဲ့ငါကြားကအဖြစ်ပြက်တွေတကယ်ရှိခဲ့ပါတယ်မိုးအေးနဲ့တိုးနေတဲ့နယံပေါ်မှာလက်နှိပ်ဆက်ရိုက်တံကြားရရင်အပေါ်ဓာတ်မှာလူရှိတယ်အဖြစ်ပြက်တွေရှိတယ်ဟောဒီလေရင်ကြီးပေါ်ကနေငါကြစောင့်နေရပြီငါကိုဘယ်သူမှမဆောင်မဲခုံစင်းသွားတဲ့အခါမခင်ချော်မေအဖြစ်ပြက်တွေဟာတကယ်ရှိတယ်မြေကြီးလို့မပေါ်ထွန်းမီနှစ်တန်းပေါင်းများစွာကပရိုတိုရိုဆောရပ်စ်တွေငါတို့တကောင်နဲ့တကောင်ကြားမှာအချစ်ရှိနေမှာဖြစ်မယ်မင်းနဲ့ငါကြားမှာအဖြစ်ပြက်တွေဟာတကယ်ရှိတယ်ငါအိမ်မက်တွေထဲမှာတော့ငါဟာဂျေရုဆလင်မြို့တော်ကြီးပေါ်ကစာအုပ်အဟောင်းဆိုင်ကလေးပါအဲ့ဒီလိုအချိန်မရွေးထိခိုက်နိုင်တဲ့စိတ်ကိုရင်ဘက်ကကျဲသီးနှလုံးလိုဖွင့်ဟာထားခဲ့မိတယ်အဖြစ်ပြက်တွေဟာတကယ်ရှိပါတယ်